မင်္ဂလာပါအခုကကျတော့ထိုင်ဆန်နခေါ်နရုပ်ကနေပြီးတော့လူတွေအများပြားခေါ်နေတာဖြစ်ပါတယ်အဓိကလုပ်ရမှာကကျတော့စက်တာလီတဲ့နေရာမှာပြီးတဲ့အခါကျရင်ပါကင်ပိတ်တဲ့နေရာမှာပြီးတဲ့အခါကျရင်ပစ္စည်းတွေတည်တဲ့နေရာမှာဖြစ်ပါတယ်ဒီထိုင်ဆန်ရုံကကျတော့နခေါ်နရုပ်မှာဖြစ်ပါတယ်ရုံခွဲရာကျတော့သူက2ရှိမယ်ပြီးတဲ့အခါကျ4ရှိမယ်5ရှိမယ်ဒီရုံခွဲတွေမှာအလိုက်ပေါ့နော်အဲ့လိုမျိုးသူကခေါ်နေပေးနေရဖြစ်ပါတယ်လာလျှောက်လို့ရတာကကျတော့ယောက်ျားလေးရောမိန်းကလေးရောလာလျှောက်လို့ရပါတယ်လူကတော့အများပြားခေါ်နေပါတယ်အဓိကတစ်ချက်ကကျတော့ MOU ပဲခေါ်ပေးတယ်เนาะ MOU ကကျတော့ visa နဲ့ work permit တက်တာအနည်းဆုံးတစ်နှစ်နဲ့3လရှိမှရမှာပါကဲလို့တက်တာတစ်နှစ်နဲ့3လမပြည့်ဘူးဆိုရင်တော့ဒီထိုင်ဆိုင်ရုံကနေပြီးတော့ခေါ်ပေးလို့ရမှာမဟုတ်ပါဘူးเนาะနောက်တစ်ခုကကျတော့ဗိုက်ကျန်းအော်တခါတည်းပါလာမှရမှာဖြစ်ပါတယ်ကဲလို့ကျန်းအော်မပါလာသေးဘူးကျန်းအော်စောက်ရမယ်ဆိုရင်တော့မရပါဘူးเนาะကဲလို့စိတ်ဝင်စားရဲဆိုရင်တော့လာမယ်တနင်္လာနေ့24ရက်နေ့ကြာရင်တစ်ဖက်ရုံမှာလာပြီးတော့အင်တာလာပြနိုင်ပါတယ်เนาะကျေးဇူးတင်ပါတယ် bye bye